ခင်ဗျားတို့ဘဝမှာခင်ဗျားတို့မှာအင်္ဂလိပ်စာအုပ်တွေကိုဖတ်ရှင်တယ်အင်္ဂလိပ်စကားလုံးအကုန်လုံးကိုခင်ဗျားတို့အပြည့်အဝနားမလည်နိုင်ဘူးဆိုတဲ့ပြဿနာရှိဘူးလားကျွန်တော်မှာတော့ရှိတယ်ကျွန်တော်မှာတကယ်အကြီးပြဿနာရှိတယ်ဘာလို့ဆိုတော့ကျွန်တော်ကစာအုပ်ဖတ်ရတာအရန်ကိုဝါသနာပါတဲ့လူတစ်ယောက်ဖြစ်တယ်ပြီးတော့ကျွန်တော်ကအင်္ဂလိပ်စာအုပ်လည်းတက်ရှင်တယ်အင်္ဂလိပ်စာအုပ်တွေကိုလည်းကျွန်တော်ဖတ်ရှင်တယ်ဒါပေမဲ့ကျွန်တော်အင်္ဂလိပ်စာအုပ်တွေကိုဖတ်လိုက်တိုင်းမှာပြဿနာတစ်ခုကကျွန်တော်နားမလည်ဘူးဆိုအကုန်လုံးနားမလည်ဘူးကျွန်တော်ရဲ့အင်္ဂလိပ်စာ skill ကဒါကြီးမြင့်နေတယ်မပါဘူးကျွန်တော်လည်းဒီနားလည်ရုံတော့ပဲရှိရ YouTube ဗီဒီယိုတွေပါတယ်နည်းနည်းပါနားထောင်ရုံတော့ပဲရှိရဆိုတော့ဒီအောင်ဖြည့်ရှင်းဖို့အတွက်ကျွန်တော်အင်္ဂလိပ်ဘာသာပြန် PDF လေးတစ်ခုကိုကျွန်တော်ဖန်တီးလိုက်ပါတယ်။ဖန်တီးလိုက်တယ်ကျွန်တော်ဘယ်လိုဖန်တီးလိုက်လဲဆိုတာကိုကျွန်တော်ပြောပြပါမယ်။အရင်ဆုံးကျွန်တော်တို့ဒီ Google AI Studio ဆိုတာလေးတော့သွားပါမယ်။ Google AI Studio AI.Studio ဆိုတာလေးတော့သွားပြီးဒီ Google AI Studio ကတော့အကုန်လုံးလေးသိလောက်ပါတယ်။ဒါသိပြီးသားလူလည်းရှိမှာပါ။ဒါတော့ကျွန်တော်ဖြစ်နေတဲ့ပြဿနာကိုဖြေရှင်းခြင်းတဲ့အတွက်ကျွန်တော်ထုတ်ထားဖြစ်ပါတယ်။ဘယ်သူအတွက်မှမဟုတ်ပါဘူး။ခင်ဗျားတို့လှုပ်ရှင်တဲ့လူရှိရင်တော့ကိုယ့်ကို Google AI Studio လေးကိုသွားပြီးတော့လုပ်လိုက်လို့ရပါတယ်။ဘာလို့ဆိုတော့ဒါလက်ကားပါ။ဆိုတော့ကျွန်တော်ကဒီလိုမျိုးလေးပဲရေးလိုက်တယ်အင်္ဂလိပ်စာအုပ် PDF file ဒီစာမျက်နှာ300လောက်ရှိတဲ့စာအုပ် file မျိုးကိုမြန်မာလိုဘာသာပြန်ထုတ်ရှင်တဲ့အတွက်ကျွန်တော် website ပြပြဒီ app ကိုပြပြကျွန်တော်ဖန်တီးပေးပါလို့ကျွန်တော်ပြောတော့သူကဒီလိုလေးဖန်တီးပေးလာတယ်ဒီလိုလေးဖန်တီးပေးလာတာကိုကျွန်တော်လွယ်ကူပဲ drag and drop ဆွဲထည့်လိုက်လို့ရတယ်သူကဒီ preview မှာကြည့်လို့ရတယ်ဒီ drag and drop ဆွဲထည့်လိုက်လို့ရတယ်ဒီဘက်တစ်ဖက်မှာtranslate ဆိုတာပါတယ်အဲ့ဒါ translate ဆိုတာလေးကိုနှိပ်လိုက်ပြီးတော့သူကဘာသာပြန်ပေးနေလိမ့်မယ်ခဏတော့စောရတယ်အရင်မကြောက်ဘူးနားနဲ့ line ကောင်းလို့ရှိရင်အရင်မြန်တယ်ဆိုတော့သူကလူလေးထုတ်ပြီးလာတယ်ထုတ်ပြီးလာတာကိုဒီမှာပါပဲဒါကတော့ကျွန်တော် digital marketing နဲ့ဆိုင်တဲ့စာအုပ်ကိုဘာသာပြန်ထားဖြစ်ပါတယ်လူလေးထွက်လာပါတယ်ဒီမှာလူထွက်လာပါတယ်ဒီမှာ download ဆွဲရင် download ဆိုတာလေးနှိပ်လိုက်ရုံပါပဲနောက်တစ်ခုကခင်ဗျားထည့်ခြင်းတွေမှာထည့်ခြင်းတို့ထည့်လို့ရတဲ့ຢာတွေရှိတယ် AI future ထည့်မလားဒါမို့တခြား translation မှာ Hindi translation improve reading ဒီစာသားတွေကို highlight လုပ်မလားဒါမို့နောက်ထပ်ဘာသာစကားတွေထည့်လို့ရတယ်ပြီးတော့အနှစ်ချုပ်တဲ့ future တွေပါထည့်လို့ရတယ်အလကားပါစမ်းသပ်ကြည့်ပါတကယ်လို့အင်္ဂလိပ်စာအုပ်တွေကိုပါ download ဆွဲတာကိုသိပြီးကျွန်တော်ထပ်ပြောပြပါမယ်ဒါအကုန်လုံးသိပြီးတော့ပါဒါကျွန်တော်ဒီ YouTuber တယောက်ပြောပြထားတဲ့နေရာပဲကျွန်တော်ကြည့်ထားတာပါဒီ set library ဒီ set align.sk ဆိုပြီးတော့ဝင်ရပါမယ်ပြီးတော့ဒါဒီစာအုပ်တွေကအလကားပါကြိုက်တယ်လို့ဒီနေ့ကိုကျွန်တော်ထင်တယ်10ဘောလောက်တော့ထုတ်လို့ရပါတယ်ပြီးပါစာအုပ်ထုတ်မယ်ဆိုရင်စာအုပ်ထဲဝင်လိုက်ပြီးတော့ reach တဲ့ဟိုရတယ်ပေါ့နော်ပြီးရင်ဒီမှာ PDF နဲ့ထုတ်မလားဒါမှမဟုတ်ဒီဘေးက73ဝင်ပြီးတော့ကြိုက်တာနဲ့ထုတ်လို့ရပါတယ်ကျွန်တော်နားလေတယ်လို့ဆိုရင် PDF ကတော့ဒါကျွန်တော်ဒီ notebook LM note ဒီကျွန်တော်ဖန်တီးထားတဲ့ဒီ app ထဲတော့ဘာလို့ထည့်မလဲဆိုတော့ PDF နဲ့ထည့်ရပါမယ်ဒါမှမဟုတ်ပဲလေဒီ EPUB ဆိုတာကကျွန်တော်စာအုပ်လို့စာမျက်နှာတစ်ရွက်စီကိုလှမ်းတယ်လို့ iPad နဲ့ပဲဖြစ်ဖြစ်ဒီကွန်ပျူတာနဲ့ပဲဖြစ်ဖြစ်ဖတ်လို့ရှိရင်စာအုပ်လှမ်းတယ်လို့မျိုးဖတ်လို့ရပါတယ်ဒီ MOBI ဆိုတော့ကျွန်တော် Kindle တို့ဘာလို့ဒီ tablet ပုံစံမျိုးလေးပေါ့အဲ့လိုနဲ့ဖတ်ရဖြစ်ပါတယ်ကျွန်တော်ကစမ်းတဲ့အသုံးပြုကြည့်ဖို့ကျွန်တော်မိတ်ဆွေတို့တိုက်တွန်းပါတယ်ဒါခင်ဗျားတို့စမ်းတဲ့အသုံးပြုကြည့်လို့ရတယ်အလကားဖြစ်ပါတယ်ဘာပတ်စံမှာပြီးကြတပြားမှမလိုပါဘူးခင်ဗျာတကယ်လို့ဒါကို public တွေပါ share မယ်ဆိုရင်တော့ကျွန်တော်ထင်တယ်ပတ်စံပေးရမယ်နေတူတယ်ကိုယ်တိုင်အသုံးပြုဖို့အတွက်ကတော့နောက်တစ်ခါလဲဒီ Google AI Studio ကိုပြန်လာပြီးတော့အသုံးပြုလို့ရမှာဖြစ်ပါတယ်ခင်ဗျာ Okay အားလုံးပဲစမ်းတဲ့အသုံးပြုကြပါခင်ဗျာမနော်သူကစာမျက်နှာ80ထိပါတယ်ဒီစာအုပ်ကဒီမှာသူအကုန်ဘာသာပြန်ပြီးသွားပြီဒီလိုလေးဘာသာပြန်ပေးတာဖြစ်ပါတယ်ခင်ဗျားတို့စမ်းတဲ့အသုံးပြုကြည့်ကြအောင်ကျွန်တော်တိုက်တွန်းပါတယ်ခင်ဗျာ Okay လောက်ပါပဲကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ